မယ်နုတူကျွေးရှိရင်ဆက်ရလိမ့်မယ်ဒါကတော့တော်တော်များများကြားဘူးကြတဲ့စကားတစ်ခုပေါ့နော်ဒီစကားကိုကျွန်တော်ဘာလို့ပထမဆုံးပြောရလဲဆိုရင်ဆရာတော်ဥပုပ်ဆိုရင်ဒါကြားဘူးကြမှာမဟုတ်ဘူးအကုန်လုံးကပေါ့နော်ကြားဘူးတဲ့သူလည်းကြားဘူးကြမယ်သိတဲ့လူလည်းသိကြမယ်ဒါပေမဲ့ဒီစကားကိုတော့လူတိုင်းသိတယ်ပေါ့နော်မယ်နုတူကျွေးရှိရင်ဆက်ရလိမ့်မယ်မန္တလေးမြို့ဘုရားကြီးတိုက်ရဲ့အရှိတ်ဘက်မှာပေါ့နော်ညောင်ကန်ကျောင်းတိုက်ဆိုတာရှိတယ်အဲ့ဒီသူဆရာတော်သတင်းတုံးခဲ့တဲ့ကျောင်းကိုဒါနေရင်ကြောက်ပေါ့နော်ဖြည့်စည်းတော့မယ်လို့ဒါသတင်းကြားရတယ်ပေါ့နော်အဲ့တော့ဆရာတော်ဥပုပ်ဆိုတာဘလို့ပုံကူမျိုးလဲဘလို့ဆရာတော်မျိုးလဲပေါ့နော်ဘုဇာဘုတ်လေဘုံဆုံးအဲ့တော့ဘုဇာဆိုတာကဘလို့ရည်ညွှန်းလဲဆိုရင်မြတ်စွာဘုရားကိုပဲရည်ညွှန်းတယ်ဘုတ်လေဆိုတာကတော့ဒါရှင်မဗုဒ္ဓဂေါတာပေါ့နော်ရှင်မဗုဒ္ဓဂေါတာကိုရည်ညွှန်းတယ်ဘုံဆုံးဆိုတာတော့ဒါဆရာတော်ဥပုပ်ကိုရည်ညွှန်းတယ်ဒါဒီစကားလုံးရဲ့ဒီစကားရဲ့အဓိပ္ပာယ်ဘာလဲဆိုရင်ဆရာတော်ဥပုပ်ရဲ့ရှင်မဗုဒ္ဓဂေါတာရဲ့ဗုဒ္ဓဘုရားရှင်ရဲ့ဒီတာနာသမိုင်းမှာပေါ့နော်ဒီသုံးပါးကတရားစာပေနဲ့ပတ်သက်လို့ရင်ကျမ်းဂန်နဲ့ပတ်သက်လို့ရင်အဟောပြဆုံးပေါ့နော်အရေးသားဆုံးအဲ့လိုမျိုးသတ်မှတ်လို့ရတယ်အဲ့တော့ဘုရားရှင်ကတော့ဒါသူကတော့ပထမဆုံးပေါ့နော်ဘုရားရှင်ဘုရားဖြစ်တဲ့အတွက်ပေါ့ဆရာတော်ဥပုပ်ကဘယ်ခေတ်ကပေါ်ခဲ့တာလဲဆိုရင်ဒီကုန်းမောင်ခေတ်မှာပေါ့နော်နမ်းမတော်မယ်နုတို့ခေတ်မှာဆရာတော်ကသူကဒီစာမစာပဲပေါ့နော်စကားတော်မှတိတ်မပြောဘူးဆရာတော်ဥပုပ်ကပေါ့နော်စကားကိုလုံးဝတေနေကုန်နေမှဒီတခွန်းပြောခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနမ်းမတော်မယ်နုတို့ဒီဘယင်နေရတော့မှဆရာတော်ရဲ့ဒီသုံးမစကားဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်တရားပဲဖြစ်ဖြစ်ဟိုတအားကိုသူတို့ကဟိုလိုလားတာပေါ့နော်ဆရာတော်စီကနေပြီးတော့လိုလားတော့ကြောင့်ဘယ်လိုဖြစ်လဲဆိုတော့ဆရာတော်ကဒါဒီနမ်းမတော်မယ်နုအုပ်ချောင်းဆိုတာရှိတယ်အင်းဝမျိုးမှာပေါ့နော်ဒါကတော့နာမည်ကြီးပဲအဲ့လိုမျိုးဆရာတော်ကဒါအကြောင်းတွေလှူတယ်လှူပြီးတော့ရေသက်ချဝဲပေါ့နော်ရေသက်ချဝဲမှာဆရာတော်ဥပုပ်ကိုဆရာတော်ကဒါဟိုအကောင်းဆုံးတရားဟောပြတော်မူပါပေါ့အဲ့လိုပြိတ္တတွေရှောက်ထားကြတဲ့အချိန်မှာဆရာတော်ကဘယ်တရားဟောလဲဆိုတော့ဟေတုပစ္စယောအာရမဏပစ္စယောအဲ့ဒါတွေပေါ့နော်အဲ့ဒါတွေကိုသူအဓိကဟောသွားအဲ့တော့သူ့ကိုဒီတခြားဆရာတော်တွေကပေါ့နော်တခြားဘုန်းကြီးတွေကဟာဥပုပ်ကတော့လုပ်ပြီပေါ့နော်ဒီလောက်အကောင်းဆုံးပွဲဒီလောက်ကရင်ပွဲကြီးမှာဒီလောက်ကြောင်းကောင်းတွေလှူတာတော့မှဒီဟေတုပစ္စယောပဲရုပ်ပြီးပြီးရသလားပေါ့အဲ့တော့ဆရာတော်ဥပုပ်ကလည်းဟေတုပစ္စယောကတာနာမှာအကောင်းဆုံးပေါ့နော်ဒီတဲ့ပို့ပြီးနေတဲ့တရားမရှိတော့ဘူးပေါ့နော်ဘာပြောနိုင်သေးလို့ပေါ့အဲ့ဘာမှဘယ်သူမှတော့ဘာမှတော့မပြောနိုင်တော့ဆရာတော်ဥပုပ်ဆိုတာကတာမန်လူနဲ့ကြည့်လို့ရင်တော့လည်းလေဘုကလန်ဆန်တယ်ပေါ့နော်ဆရာတော်ဥပုပ်နဲ့အမကြီးဥပုပ်တွေ့ဆုံခံကစိတ်ဝင်စားစရာကောင်းတယ်ဘလို့တွေ့လဲဆိုတော့အမကြီးဥပုပ်ကပေါ့နော်ဒီဆရာတော်ရဲ့အကြောင်းကိုတွားပြီးတော့ဆရာတော်ဖူးမြော်တယ်ပေါ့နော်ဖူးမြော်တဲ့ချိန်မှာဒါရေကန်ဘေးမှာဖြစ်မယ်ပေါ့နော်အဲ့တော့ဆရာတော်နဲ့သူကအမကြီးကစကားပြောချင်တာပေါ့နော်ဆရာတော်နဲ့အဲ့တော့ပြောချင်တော့စကားစလိုက်တာဆရာတော်ရေကန်ကြီးကကောင်းလာပါလားပေါ့နော်အဲ့လိုစလိုက်တဲ့အချိန်မှာဆရာတော်လည်းအေးကောင်းတယ်ဆရာတော်ဒီရေကန်ကြီးကတာယာလာပါတော့ရေကန်လည်းကြည်လာပါလားပေါ့အဲ့တော့ဆရာတော်လည်းအေးကြည်တယ်ပေါ့ဆရာတော်ဒီရေကန်ကြီးကဘယ်လောက်နဲ့လဲမသိဘူးပေါ့နော်အဲ့မှာအမကြီးကမေးတော့ကြောင့်ဆရာတော်ကလည်းငါဘယ်လိုလုပ်သိမှာလဲပေါ့နော်အဲ့တော့အမကြီးကလည်းဆရာတော်ရဲ့အကြောင်းမှမလို့သူရောမေးကြည့်တာပါပေါ့အဲ့လိုပြောရတော့ကြောင့်ဆရာတော်လည်းအဲ့ဒါဆိုရင်မင်းနှကမ်းမွေးဘယ်နှပင်ရှိလဲတဲ့မင်းနဲ့နီးဆုံးပဲပေါ့နော်အဲ့တော့အမကြီးကလည်းမဖြေနိုင်တော့ဘူးပေါ့ဒီလိုမျိုးဆရာတော်ကဒီဘုကလန့်ဆန်တယ်ပေါ့နော်သူကစာပဲလုပ်ချင်တာသူ့เจ้าကိုဘယ်ပြိတ္တမှာဘယ်သူမှကိုဆရာတော်ကမလာစေချင်ဘူးပေါ့နော်အဲ့ဒီထဲမှာဆရာတော်ရဲ့မေတော်အရင်တောင်ပါတယ်ပေါ့နော်ဆရာတော်ရဲ့မေတော်အရင်ဆိုရင်ဒါအเจ้าကိုလဲလာတယ်လဲလာတဲ့အချိန်မှာဆရာတော်ထွက်ပြီးမတွေ့ဘူးပေါ့နော်လဲလာတော့မှအမေရင်းအောင်မှသူထွက်ပြီးမတွေ့ဘူးကိုယ့်စာကိုလုပ်တယ်သူ့စာသူရေးတယ်ပေါ့နော်အဓိကတော့သူကျမ်းပြူတာပေါ့တခါမှကျတော့ဒီသူ့မျိုးခွေးဝိုင်းဆွဲတာပေါ့နော်ခွေးအเจ้าခွေးဝိုင်းဆွဲတဲ့အချိန်မှာဆရာတော်ကထမကြည့်တော့ဟိုအမေဖြစ်တဲ့သူလည်းစိတ်နာသွားပေါ့နော်ဟောငါသားအရင်ရတော့မှအမေတော်ထွက်မကြည့်ပါလားပေါ့ခွေးဆွဲရတော့မှထွက်မကြည့်ပါလားဆိုပြီးတော့စိတ်နာပြီးတော့တော်ရုံမလာတော့ဘူးပေါ့နော်ဆရာတော်စီဒါလိုမျိုးဖြစ်ပြလေးတွေဒါရှိခဲ့ဘူးလေအဲ့တော့ဆရာတော်ကအဲ့လောက်ထိသူကစာပဲအပြည့်တက်ကိုသူမကြိုက်ဘူးပေါ့နော်လာအကြောင်းကိုဧည့်သည်လာတာမကြိုက်ဘူးတခါမှဒီနမ်းမတော်မယ်လို့ပေါ့နော်ဆရာတော်နဲ့ဒါစကားတွေပါတယ်ပြောချင်တာပေါ့နော်ပြောချင်တဲ့အချိန်မှာရောက်လာတဲ့အချိန်မှာသူပါလာတာကဒီကလေးခေါ်လာပေါ့နော်
ကလေးလေးခေါ်လာတယ်ကလေးလေးခေါ်လာပြီးတော့ तू ကတော့ဆရာတော်စီကနေစကားကြားကျင်တော့ကြောင့်ဘယ်လိုလုပ်လဲဆိုတော့ तू ကတော့ဟိုနီလန်းသုံးတာပေါ့စုဖျားလက်ရဲ့နဲ့ဆိုရင်ကျွန်တော်တို့အမေတော်မှာပေါ့နော်စုဖျားလက်ရဲ့အမေနမ်းမတော်မင်းတို့ရဲ့တမီးပေါ့နော်တမီးဖြစ်မယ်စုဖျားလက်ရဲ့အမေအဲ့ကလေးလေးပေါ့နော်အဲ့ကလေးလေးကို तू ခေါ်လာတယ်ခေါ်လာပြီးတော့ဆရာတော်ဥပုပ်စီကိုလွတ်လိုက်တယ်ပေါ့နော်လွတ်ပြီးတော့ဟိုဆော့ခိုင်းတာပေါ့ဆရာတော်ဥပုပ်ကသူ့စာသူရေးနေတဲ့အချိန်မှာအဲ့မှာကလေးကလည်းဆော့တယ်ဟိုဘလောက်ဆော့ဆရာတော်ကမကြည့်ဘူးဂီးမဆိုင်ဘူးသူ့စာသူရေးသူကျန်းသူပြုတ်ဆုနေရပါတော့အဲ့မှာဟိုကလေးကနောက်ဆုံးကြောင့်ဘယ်လိုသွားဆော့လဲဆိုတော့ဆရာတော်ရဲ့ဟိုရေးနေတဲ့ဒီပေတွေပရပိုက်တွေတွားပြီးတော့ဖွာတာပေါ့နော်တွားပြီးတော့ဆော့တယ်အဲ့ခါကျမှဟဲဒီကလေးတော်ရှုပ်တာပဲပေါ့နော်ဆရာတော်ကအဲ့လိုမျိုးပြောလိုက်တယ်အဲ့မှာကြာမှဟို तू ကဟိုနန်းတော်မေလူကလည်းဟိုဝမ်းတာပြောတာပေါ့နော်ဟိုဆရာတော်စီကဟိုစကလုံးတစ်လုံးကြားလိုက်တယ်ဆိုပြီးဝမ်းတာသွားတာတကယ် तू လာရင်တော့မှဆရာတော်ကဒီအဖက်ကိုမလောက်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုဆရာတော်မျိုးပေါ့အဲ့ဒါကြောင့်မို့လို့ဒီနန်းတော်မေလူပုံကန်တဲ့အချိန်မှာပေါ့နော်ပုံကန်ပြီးတော့ဒီနောက်တက်မက်ပြင်ဖြစ်သွားတဲ့အချိန်မှာသူ့ကိုရေးချမယ်လုပ်တဲ့အခါမှာဆရာတော်စီကိုဒါဖူးမြော်တယ်ဆရာတော်လည်းဒါသူ့ကိုစကားတစ်ခွန်းပဲပြောတယ်ပေါ့နော်သူစာသူရေးနေတဲ့အချိန်မှာလှဲ့တော့မကြည့်ဘူးလို့ပြောတယ်ဆရာတော်ကမယ်နုသူတွေးရှိရင်ဆက်ရလိုက်မယ်တဲ့အဲ့စကားလေးကြားပြီးတော့ဒီနန်းတော်မေတို့ကလည်းဟိုအသေးပျော်သွားတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆရာတော်စီကနေဆုံးမစကားတစ်လုံးနဲ့ပဲသူအကျွေးရှိရင်ဒါဝကျွေးရှိရင်တော့ဆက်ရမှာပေါ့နော်အဲ့တစ်လုံးနဲ့ဒီနန်းတော်မေတို့ကသေပျော်သွားတယ်ပေါ့နော်ဆရာတော်ကဒီသူပြန်တော်မူခံဒီအချိန်မှာတော့မှသူ့ရဲ့စာတွေသူပြုစုနေတဲ့ကျမ်းစာတွေသူကမပြီးလိုက်မှသူတအားဆိုးရင်ဆရာတော်ကအဲ့တော့ဆရာတော်ကဘယ်လိုလုပ်လဲဆိုတော့ဟိုကုရီတက်နေတဲ့အချိန်ပေါ့နော်လူတွေတော့အိမ်နာတက်တာပေါ့နော်အိမ်နာတက်တဲ့အချိန်မှာတောင်မှဆရာတော်ကြီးကမနာဘူးသူကပြန်တော်မူတော့မှာပေါ့နော်အချိန်သိပ်မကြံတော့ဘူးအဲ့တော့ဒီအိမ်နာတက်နေတဲ့ဒီအိမ်နာနန်ရံနေမှာဆရာတော်ကဒီကျန်သူရေးမဲ့ကျန်းတွေကိုကျန်းစာတွေကိုအိမ်နာနန်ရံနေမှာရေးရအိမ်နာတက်ရင်လည်းရေးတာပေါ့နော်အဲ့လိုရေးပြီးတော့မှဒီတပည့်တွေကိုပြန်ပြီးတော့ကူးခိုင်းတာကျန်းစာထဲမှာပေါ့နော်ကျန်းစာဖြစ်ပြန်ကူးခိုင်းတယ်ကျိုးသားလောက်သွားတာပေါ့နော်တာနာအတွက်ကိုအသက်တော်55နှစ်မှာဆရာတော်ပြန်တော်မူသွားတယ်ဆရာတော်ရေးခဲ့တဲ့ကျမ်းစာတွေလည်းအများကြီးပဲပေါ့နော်လက်ရှိအချိန်ထိလည်းရှိအများကြီးအကုန်ကြံသေးတယ်ပေါ့နော်ဆရာတော်ရေးခဲ့တဲ့ကျမ်းတွေဆရာတော်ပြုစုခဲ့တဲ့ဟာတွေအဲ့လိုဆရာတော်ကြီးတစ်ပါးရဲ့ဒါတမိုင်းဝင်သတင်းသုံးခဲ့တဲ့အကြောင်းကိုအခုချိန်မှာဒါဖြည့်ဆည်းတော့မယ်လို့ဒါသတင်းကြားနေပေါ့နော်သတင်းကြားရတယ်တကယ်လို့ပညာရှင်တွေရှေးအောင်သူတေသနာဌာနကပညာရှင်တွေရှိရင်လည်းလက်ရှိဒီသတင်းကိုကြားရတယ်ဆိုရင်ဒါတားမြစ်ကောင်းတားမြစ်မယ်ပေါ့နော်တိတ်တော့မထင်ဘူးပေါ့မြန်မာနိုင်ငံရဲ့အနေအထားကလုပ်ချင်လုပ်နေကြတာပေါ့နော်ဟိုဘယ်သူမှလည်းဂိမ်းမဆိုင်ကြဘူးဒီရှေးအောင်အမွေနှစ်တွေဆိုရင်ပကံမှာတော့မှဒါသိန်းဟိုထောင်နဲ့ချီပြီးတော့ပကံမြို့မှာပေါ့နော်ပကံမြို့မှာသိန်းထောင်နဲ့ချီပြီးတော့ကိုဆုံးရှုံးသွားတယ်ပေါ့နော်ဘာလို့ဆိုရင်ဒီမြောင်းတူးပြီးတော့မှမြောင်းထဲမှာတွေ့တာပေါ့နော်ဘာတွေတွေ့လဲဆိုတော့ဟိုရွှေသားစစ်စစ်နဲ့လုပ်တဲ့ဆင်းတူတွေတွေ့တယ်ပြီးတော့လက်ဝတ်လက်စားတွေတွေ့တယ်ရွှေတွေတွေ့တယ်ပေါ့နော်တူးပြီးတွေ့တဲ့ဖွဲ့ရခွဲယူကြပါတော့အကုန်လုံးကိုခွဲယူလိုက်ကြခွဲယူပြီးတော့တစားစီသူတို့တွေကလည်းဟိုတယောက်ကတောင်ပြေတယောက်ကမြောက်ပြေပေါ့နော်အကုန်လုံးလူစုခွဲပြလိုက်တာဟိုမနေ့ကိုပြန်ရှာရတာပေါ့နော်ဒါတော့မှဟိုအကုန်မမိသေးဘူးပေါ့နော်ဒါတော့ဟိုဘလို့မိသွားလဲဆိုတော့သူတို့ဒီဖျားဆင်းတုပေါ့နော်ရွှေသားစစ်စစ်ဖျားဆင်းတုတဆူရှိတယ်အဲ့ဆင်းတုကိုသူတို့ဟိုယူမထားရဲဘူးပေါ့နော်ယူမထားရဲဘူးခိုက်မှကြောက်တာပေါ့ဖျားဆင်းတုဆိုတော့ကြောက်အဲ့ဆင်းတုကိုဒီဖုံးချောင်းတစ်ချောင်းမှာလှူလိုက်တယ်လူလိုက်တော့အဲ့ရနေစပြီးတော့ဒါလက်နသတင်းကကြားတာပေါ့နော်ဖုံးကြောင်းလည်းဒီစင်တူကဘယ်ရလဲဆိုတော့အဲ့လိုမျိုးမင်းနဲ့ပေါ့နော်တဆင်စကားနဲ့တကယ်လို့မျိုးအဲ့လိုမျိုးစင်တူကိုမလှူခဲ့ဘူးဆိုရင်သိကြတယ်ဒီအမှုကဟိုလက်စပြောက်ပြီပေါ့နော်ကျွန်တော်ကြားတာကတော့တိန်းကိုထောင်နဲ့ချီပေါ့နော်မကတော့ဘူးရွှေ9ဘိတ်တာလောက်လို့ကြားတယ်ရွှေ9ဘိတ်တာလောက်တန်ဖို့ရှိရပေါ့နော်အဲ့လောက်ဟာတွေပြီးတော့ဒီဘယင်းတွေဒီခေါင်းမာဟုတ်တဲ့မကိုက်လို့ခေါ်မလားရွှေနဲ့လောက်တဲ့ပေါ့နော်အဲ့ဒါတွေလည်းပါတယ်အဲ့ဒါတွေပါသွားတယ်ပေါ့နော်ဒါရှေးအောင်သူရတနာဌာနဒါတရားဝင်လောက်တဲ့အလုပ်ကနေတောင်မှဒါလိုမျိုးခိုးကြောင်ခိုးရဖြစ်သွားတယ်ဆိုတော့တိတ်တော့မျှော်လင့်လို့တော့မရဘူးပေါ့နော်